မြန်မာပြည်ရဲ့အစီအစဉ်တင်ဆက်သူတွေထဲမှာအအောင်မြင်ဆုံးသူ6ဦး level 6စုမွန် MRTV4 အစီအစဉ်တင်ဆက်သူ2ဦးဖြစ်ပြီးတော့ခေတ်သစ်ပြိုမေအစီအစဉ်နဲ့စုမွန်ကလူသိများလာခဲ့တာဖြစ်ပါတယ်။အနေထိုင်အေးစီးသလိုပုံစံကလည်း smart ကြတဲ့အတွက်သူ့ကိုလူကြိုက်များကြပါတယ်။ဒါအပြင်ပဲလဲမများတတ်တဲ့အတွက်သူ့မှာလည်းအမာကန်ပရိသတ်ကြီးရှိပြီးသားပါ။ရုပ်ရည်ကလည်းချုံမောတာကြောင့် MRTV4 ဇလန်တွဲတချို့မှာပါဝင်သရုပ်ဆောင်တာမျိုးတွေလည်းရှိပါတယ်။အခုချိန်ထိလည်းခေတ်သစ်ပြိုမေအစီအစဉ်ကိုဆက်လက်ပုံဖော်နေတာဖြစ်ပြီးတော့အောင်မြင်နေတော့မှဒါအပြင်ဒီအစီအစဉ်အောင်မြင်ရတဲ့အကြောင်းရင်းတွေထဲမှာစုမွန်တို့ကလည်းရေးကြီးတဲ့အစိပ်ပိုင်းတွေနဲ့ပါဝင်ပါတယ်။နံပါတ်9သဇင်နွယ်ဝင်ကလည်းခေတ်သစ်ပြိုမေအစီအစဉ်နဲ့လူသိများပြီးတော့ MRTV4 ရဲ့အားကိုးရဆုံးတင်ဆက်သူတွေကတူပါအတန်လေးကလည်းချိုတဲ့အပြင်ရုပ်ကလေးကလည်းချောတာမို့သူ့မှာလည်းပရိသတ်တွေစီကအချစ်ခံရသလိုမိန်းကလေးချင်းတောင်သဘောကျခံရတာပါဘွဲတွေကိုထိန်းတဲ့နေရာမှာလည်းတော်တဲ့အတွက်မြန်မာပြည်မှာခြေချနေတဲ့လုပ်ငန်းတချို့ရဲ့ပင်တိုင်တင်ဆက်သူဆိုရင်လည်းမမှားပါဘူးဒါအပြင်အခုဆိုရင်မင်းသမီးနေနဲ့ပါအနုပညာလောကကိုခြေလန်းစားချနေပြီဖြစ်တဲ့ဇလန်တွဲတွေမှာလည်းခေါင်းဆောင်မင်းသမီးနေနဲ့တရုပ်ဆောင်ခွင့်ရရှိထားပါတယ်ဒါတင်မကသေးပဲရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်းနာမည်ကြီးမင်းသမီးတွေနဲ့အပြိုင်တရုပ်ဆောင်ခွင့်ရထားပါတယ်နံပါတ်4 Tracer ခိုင်ကတကူရဲရည်တည်နေတဲ့အစီအစဉ်တင်ဆက်သူဖြစ်ပြီးတော့တွဲလက်တဲ့စကားအပြောဆိုကြောင့်လူကြိုက်များပါတယ်။ဒါအပြင်ဒီုံမလေးလည်းဖြစ်တာမို့ချုံမလာပပြီးခန္ဓာကိုယ်ကအစအဖြစ်ပြောစရာမရှိပါဘူး။ဒါအပြင် Tracer ခိုင်အောင်မြင်လာရတဲ့အဓိကအကြောင်းရင်းကတော့အစီအစဉ်တင်ဆက်သူလုပ်တဲ့အလုပ်ကိုနားလည်ပြီးတော့အရေးချင်းရှိရကြောင်းဖြစ်ပါတယ်။ဒါကြောင့်မို့လည်းမြန်မာပြည်ရဲ့နာမည်ကြီးဆက်သွယ်ရေးလုပ်ငန်းတွေနဲ့အတူဖုန်း brand တွေအစသူ့ကိုလက်ဆွဲထားပြီးတော့ငှားကြတာပါ။အင်္ဂလိပ်စကားပြောလဲတော်တော်လေးကောင်းတဲ့အတွက်လုပ်ငန်းရှင်အကြိုက်အစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ်ပါတယ်။နံပါတ်3ကောင်းထက်စောဆိုရင်လည်းမြန်မာပြည်ရဲ့ပထမဆုံး food blogger လို့တောင်ပြောလို့ရပါတယ်။သွားမယ်စားမယ်အစီအစဉ်ကိုတင်ဆက်ရင်းနဲ့ပရိသတ်တွေရဲ့တခဲနဲ့အားပေးခြင်းကိုခံခဲ့ရတာပါ။ဒါအပြင်ကောင်းထက်စောကပရိသတ်တွေသဘောကျအောင်အစီအစဉ်တင်ဆက်နိုင်တာမို့တစ်ခုပြီးတစ်ခုအောင်မြင်ပါတယ်။မိသားစုပြိုင်ပွဲဆိုရင်လည်းကောင်းထက်စောအကြောင်းတဟုန်တိုးအောင်မြင်ခဲ့တာပါ။ဒါအပြင်ငါးရဲနဲ့ပြိုင်ဘသူနိုင်ဆိုရင်လည်းကြည့်ရှုသူအများအပြားရရှိခဲ့တဲ့အစီအစဉ်ဖြစ်ပါတယ်။အခုလက်ရှိမှာဆိုရင်တော့ဆယ်လီစိုက်ပျိုးရေးအစီအစဉ်ကလည်းပရိသတ်စိတ်ဝင်စားမှုအပြည့်အဝရရှိထားပါတယ်။နံပါတ်1ကျော်ထက်အောင်ကလည်းမြန်မာပြည်ရဲ့အောင်မြင်တဲ့အစီအစဉ်တင်ဆက်သူနေရာကိုရောက်ရှိလာခဲ့တာပါဒီလောကတွေကိုဝင်လာကြပြီဆိုပေမဲ့သူ့ကိုတကယ်လူတွေသိထားတာကတော့မြန်မာအိုင်ဒေါအစီအစဉ်ကြောင့်သာဖြစ်ပါတယ်ဒီအစီအစဉ်နဲ့လူတွေကသတိထားမိကြပြီးတော့သူ့ကိုမင်းသားတယောက်လိုကိုအားပေးကြတာပါကံကလည်းခေါင်းနာမို့ကျော်ထက်အောင်ကမင်းသားဖြစ်ခွင့်မှာရရှိလိုက်ပါတယ်ရုပ်ရှင်ဇာတ်ကားတွေရိုက်ဖို့ကန့်လန့်ခံရပြီးတော့အခုဆိုရင်မင်းသားစီးရင်ဝင်သွားပါပြီအနုပညာအလုပ်လုပ်ရင်းနဲ့တစ်ဖက်မှာလည်းအစီအစဉ်တင်ဆက်သူအလုပ်ကိုမစွန့်လို့ပါဘူးအခုဆိုရင်ပွဲကြီးတွေတစ်ခုလုံးကိုဦးစီးနေရပြီးတော့အောင်မြင်နေပါတယ်အလားမိုင်ပြိုင်ပွဲတွေဆိုရင်လည်းကျော်ထက်အောင်ကိုမပါမဖြစ်ငားကြတာဖြစ်ပါတယ်နံပါတ်1စန်တုကလည်းမြန်မာပြည်ရဲ့အောင်မြင်တဲ့အစီအစဉ်တင်ဆက်သူတူဖြစ်ပါတယ်။ရက်တီလာခဲ့တာဆယ်စုနှစ်တစ်ခုမကတော့သလိုအထွေးကြုံနဲ့ဝါကလည်းရင့်နေပါပြီ။ဒါကြောင့်မို့ပွဲတိုင်းလည်းလက်မခံသလိုလက်ခံတဲ့ပွဲဆိုရင်လည်း professional ကြတာလုပ်ပြတတ်တာပါ။ဒါကြောင့်မို့လည်းအခုချိန်ထိကိုလုပ်ငန်းရှင်တွေကအစသူတို့ရဲ့ပွဲတွေကိုဆိုရင်စန်တုကိုသာငှားကြတာဖြစ်ပါတယ်။စန်တုကအစကတော့တရုပ်ဆောင်လုပ်သေးပေမဲ့နောက်ပိုင်းမှာလိုင်းမပူတော့ပဲအစီအစဉ်တင်ဆက်သူအလုပ်ကိုသာစောင့်ချလုပ်ကင်တာဖြစ်ပါတယ်။